Hello မနေ့ကအထိကျမကနော်အခုပြဿနာဖြစ်သွားတဲ့ပြဿနာတွေကိုဖန်တီးတဲ့ main ကလေးကိုဆွဆွဲနေတဲ့အပေါ်ဒီမှာသူ့ဘက်ကနေပြီးကာပြီးတော့ပြောပေးခဲ့တာနော်မနေ့ကအထိသူ့ကိုမင်းသားနဲ့မင်းသားဗန်းပြပြီးလှုပ်ရှားတယ်မင်းသားနဲ့လှုပ်ရှားတယ်ဆိုတဲ့အစကားတွေအပေါ်မှာအဲ့ဒါမျိုးကတော့မင်းသားနဲ့လှုပ်ရှားတယ်လို့မခေါ်ပါဘူးနော်စီးပွားရေးဈေးကွက်ကိုမြင်တတ်တယ်လို့ပဲခေါ်ပါတယ်ကိုဆိုရင်လည်းအဲ့လိုပဲလုံးမှာပေါ့သူများစီမှရင်လည်းလက်ခပေးရတယ်သူဒီတင်တန်းလေးတက်ပြီးတော့နော်ပန်းစည်းဆိုလည်းပန်းစည်းလက်ခအရွက်ရည်လေးနဲ့ယူတယ်မွေးနေ့ကိတ်တွေကိုပတ်စံနဲ့မွေးနေ့ကိတ်ပုံစံတွေလုပ်မယ်ဆိုလို့ရှိရင်လည်းဒီဟာအရွက်ရည်အလိုက်လောက်ရတဲ့လက်ဝင်တယ်လို့မျိုးသူတို့တတ်မှတ်ထားတဲ့နှုံသားတွေအတိုင်ယူတာပါအဲ့ဒါဖြစ်တင်ပါတယ်ဒါသူလည်းပွဲကြည့်တဲ့စိတ်ဖာတာပေါ့ပွဲတစ်ပွဲကြည့်ရတာလွယ်တာမှတ်လို့နော်မင်းသားနဲ့လှုပ်ရှားတယ်ဆိုတာကလို့3သိန်းစုချတယ်သူ့ကို2တောင်းပေးရမယ်ဥပမာ3တောင်းပေးရမယ်ဆိုပြီးဒီမင်းသားစီကို2သိန်း9တောင်းပဲရောက်ရင်ဒါ तू ကမင်းသားစီကနေပြီးဖြတ်စားပြီးတော့မင်းသားနဲ့လှုပ်ရှားတယ်လို့ခေါ်တာပါအဲ့လိုမျိုးယူတာမဟုတ်ဘူးဆိုရင်ဒီလိုမျိုးပန်းစည်းတွေဘာတွေလောက်ရလို့လက်ခံပေးရတာမျိုးဆိုရင်မင်းသားနဲ့လှုပ်ရှားတာလို့မခေါ်ပါဘူးအဲ့လိုလက်ခံတွေမပေးချင်ဘူးဆိုလို့ရှိရင်ဒီတိုင်းပဲစတာပလာနဲ့အကုန်းလုပ်ပြီးတော့စွတ်ခိုင်းလိုက်ပေါ့ဒါရှင်းရှင်းလေးပဲဥစ္စာလို့ကျမသူ့ဘက်ကနေပြီးတော့မနေ့ကဗီဒီယိုမှာကာဘာလုပ်ပြီးတော့ပြောခဲ့တယ်အခုအဲ့ဒီဗီဒီယိုလည်းအုံးလေးမိလိုက်ပြီးဘာဖြစ်လို့လဲဆိုတော့သူမနေ့ညကရှင်းတဲ့ post ကိုမကြိုက်လို့နော်အဲ့ဒီ post ကိုစိတ်ကတော်တော်လေးချင်သွားလို့အခုဒီဗီဒီယိုကိုသူ့ကိုမျက်နှာချင်းဆိုင်ပြောနေတယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူမတွေ့မှာစိုးတဲ့အတွက်ကြောင့်မလို့ရင်းကြီးတဲ့သူတွေရှိရင်ပို့ပေးပါနော်ကျမသူ့ကိုမေးချင်တယ်ကိုဒီလောက်ကြီးထိစမ်းရင်မို့ဖန်တန်းတစ်ခုလုံးမီးရှို့နော်ကြရက်ထအောင်ဒီလောက်ကိစ္စအကြီးကြီးလောက်ထားတာလေဟင်မင်းသားလေးဘလောက်တောင်အပြောအဆိုခံနေရပြီတော့သူ့ကြောင့်သူ့လောက်ရက်တစ်ခုသူ့ရဲ့နမောနမနိုင်မှုတစ်ခုသူ့ရဲ့မစင်မကျင်လောက်လိုက်တဲ့အရာတစ်ခုကြောင့်အခုမင်းသားလေးကိုပုံမှန်မျိုးစုံတက်နော်ငိုကြီးရဲ့လက်တို့လေးအစကတည်းကပြောချင်နေတဲ့သူတွေကလည်းဟာဆွန့်ကြီးတွေဝိုင်းလောင်းပြီးအပြောခံနေရပြီမမြင်ဘူးလားမကြောက်ဘူးလားမျက်လုံးတွေမမြင်ဘူးလားမျက်လုံးမမြင်ဘူးလားအဲ့ဒါကြောင့်ပြောတာလူတစ်ယောက်ကကိုယ့်ကြောင့်ဖြစ်သွားတဲ့ကိစ္စတစ်ခုပြဿနာတစ်ခုအပေါ်မှာတာဝန်ခံယူမှုတာဝန်ခံမှုဘယ်လိုမျိုးဟန်တယ်လုပ်သွားလဲဆိုတာကိုကြည့်ပြီးတော့လူတစ်ယောက်ရဲ့အစစ်အတမ်းနဲ့စိတ်ဓာတ်ကိုဆုံးဖြတ်တာနော်နေ့မှာတာဝန်ယူမှုတာဝန်ခံမှုလုံးဝမရှိဘူးနေတင်လိုက်တဲ့ post ကအကျော်နဲ့ပြောနေတဲ့သူတွေကိုတောင်နေကအပြစ်ပြန်ပြောလိုက်သေးတယ်ဗါတဲ့ကျူးစရာရှိရင်ကျူးစရာရှိတာစက်ကျူးကြတဲ့sorry ဗါတဲ့ဘာမှစိတ်ထဲမထားနဲ့တဲ့ကျူးစရာရှိတာစက်ကျူးကြတဲ့ရှင်တို့မကျူးရင်ကျမလည်းမနေတတ်ဘူးတဲ့ကျူးချင်စိတ်ပြအောင်လှုပ်တဲ့တရခံဘာတူလဲငါတို့ကနင့်ကိုမေခလာတချင်းပြန်ဆိုပြအောင်မလားတရခံဘာတူလဲဟဲ့ဆိုပြီးတော့မင်းသားလေးကိုကျူးချင်တဲ့စိတ်ပြအောင်လှုပ်တာဘာတူလဲမင်းသားလေးကိုဝင်းရံနေတဲ့နော် support တွေပေးနေတဲ့တကယ်အမာကန်ပြည့်သက်တွေတောင်စိတ်ကုံစိတ်တက်ကြအောင်ထိစိတ်ထိခိုက်ရတဲ့ထိဖြစ်တာအဲ့ဒါတွေရဲ့တရားခံဘာတူလဲဘာအထက်စီးကနေပြီးတော့ကျူးစရာရှိတာကျူးကြဆိုပြီးညီကအမိတ်ပေးနေတာလေကိုအပြစ်ကိုမသိဘူးလားကိုတောင်းပန်ရမယ်ဆိုတာကိုမသိဘူးလားအာနာစိတ်နည်းနည်းမှမဖြစ်ဘူးလားမင်းသားအပေါ်ပါနံပါတ်1မင်းသားမှားတာမင်းသားကဘာဖြစ်လို့လဲမှားတာလဲဆိုတော့အနုပညာရှင်တယောက်ရဲ့စီးကိုဖောက်လို့မှားတာနော်ဘာမှဖန်အချင်းချင်းအတူတူသူ့တယောက်တည်းကိုတွားပြီးစာပို့စရာမလိုဒီဝိုင်နဲ့ကိုကာကိုလာနဲ့ရှင်းစရာအကြောင်းကိုမရှိဘူးကိုတဘောကိုဆောင်ပြီးတောက်ချင်တာတောက်လို့ရတယ်အဲ့လိုမျိုးမထားနိုင်ဘူး don't care လဲပြည့်တဲ့အများကြီးရဲ့ဟွာကိုလဲ don't care မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကိုအကောင့်ကြီးရှိတယ်လေမိုင်ဒေးတင်ပလိုက်လေတစ်တော့ကမိုင်ဒေးတင်မလားဘယ်ကနေမိုင်ဒေးတင်မလို့ဗီဒီယိုရိုက်ဖို့အချိန်မရှိဘူးအရန်ပင်ပန်းနေတယ်ဆိုရင်တောင်သူ့စီကိုတောင်စား4-5ချောင်းပို့နိုင်သေးတာပဲဝိုင်ဖို့ပါဘူးဗျာအချိုရည်တွေပါအားလုံးအချိုရည်တောက်တာမှအထင်မလွဲပါနဲ့ဆိုတော့ဒီမိုင်ဒေးလေးတစ်ချောင်းကဘာပင်ပန်းသွားမှာမဟုတ်လို့လေ
အမိုက်တွေရှင်းသွားတယ်ဆိုပြီးတော့ကျွန်တော်ရဲ့ပီတိပေါ်ပြဆိုပြီးသူမိုင်းဒေးလေးတင်တာတောင်မှအကုန်လုံးကဝမ်းမတ်တသားနဲ့မြင်တွေ့ပြီးတော့ပျော်ကြတာလေဒီကိစ္စကိုလည်းမိုင်းဒေးလေးတစ်ချောင်းတင်လိုက်လို့ရတယ်ဘာမှသူ့ကိုသွားပြီးတော့ကိုယ်စလဲရှင်းပြခိုင်းနေစရာမလိုဘူးကိုပြိတ်တက်ကိုကိုယ်တိုင်ရှင်းလိုက်လို့ရတယ်အဲ့ဒါနံပါတ်1မှားတာအမှုပညာရှင်တယောက်ရဲ့စီကန်းကိုဖောက်လို့မင်းသားလေးကိုမှားတယ်လို့ပြောရတယ်ကျမတို့ကနံပါတ်2ကမင်းသားလေးပို့တဲ့စာကို screenshot ရိုက်ပြီးတော့တင်ပါမယ်ဆိုပြီးမင်းသားစီကခွင့်ပြုချက်ခမတောင်းတလားကာယကံရှင်ကိုမေးမယ်အဲ့ဒီလိုခွင့်ပြုချက်မတောင်းမင်းနဲ့ကိုယ့်သဘောကိုတင်တာဆိုရင်ကိုယ့်ဖုန်းထဲကဟာကို screenshot ရိုက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူများရဲ့ privacy ကိုချိုးဖောက်တာပဲအဲ့ဒီလူကျဝက်ကိုသိလားအဲ့ဒီလိုကိုချိုးဖောက်လိုက်တဲ့ privacy တစ်ခုကိုလုံလိုက်မိတဲ့အရာကသူတစ်ဖက်သားမှာဘလောက်ကြီးထိခိုက်နစ်နာသွားလဲပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့တာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိရတယ်အခုမင်းသားလေးကိုပွက်လုံးရိုက်တယ်လောက်တနေကုန်ပြောနေတာတနေကုန်ဘဲသွားသေးနေတာလေငါတို့မှာတော့နင်းဘလို့ရှင်းမလဲနင်းဘလို့တောင်းပန်မလဲဆိုပြီးတက်ကလက်အုပ်တောင်ဖြစ်တယ်လေဘင်းကမျောလိုက်ရတာအခုကနေကဘလို့လောက်လဲဆိုတော့ဟေးမင်းသားလေးကိုတနေကုန်ပြောလို့ဝါကြပြီလားဝါပြီဆိုငါလာပြီဆိုတဲ့အချိုးနဲ့နေကညကြမှာ post တင်တာတင်တဲ့ post ကလည်းစောက်ချိုးမပြေဘူးအမလီဝိုင်နဲ့ကိုကာကိုလာနဲ့ကိုရက်ထပြီးတော့စိုးမှုကြီးလောက်ကြတဲ့သူတွေကိုပဲအပြစ်တင်နဲ့ပုံစံရေးသွားတာနင့်မှာအပြစ်မရှိဘူးပေါ့နင့်မှာဘာအပြစ်မှကိုမရှိဘူးပေါ့ကိုလုံလိုက်မဲ့အရာတစ်ခုကတစ်ဖက်လူဘလောက်ကြီးထိကြိုက်နင့်နာသွားမလဲဆိုတာကိုမတွေးဘူးလားနမောနမဲ့နိုင်ပြီးမတွေးမြူဆိုဒါနိုင်ငံကျော်မင်းသားတယောက်ရဲ့ပို့ထားတဲ့စာလေး privacy လေးအဲ့ဒီလောက်တော့တွေးခေါ်နိုင်တဲ့ဉာဏ်မရှိဘူးအေးဟုတ်ပြီနင့်ကိုနင်ဝန်ခံထားတယ်အဲ့လောက်ဉာဏ်မရှိဘူးမတွေးမိလိုက်ဘူးလို့နင့်ကိုနင်ဝန်ခံထားတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုဖြစ်သွားပြီနင်တင်လိုက်လို့ဖြစ်သွားပြီငါသာနင့်နေရာမှာဆိုရင်ငါလုံးမဲ့အရာကနင်ည7:41မှာမင်းသားစာပို့ပြီးအဲ့ screenshot နဲ့နင်တင်နေထားလိုက်ပါတော့12 နာရီ1 နာရီဝန်းကျင်နေမှာပေါ့ကွယ်ငါသာဆိုရင်ပြတလဲအဲ့ရနိုးတာနဲ့ဟဲတညာလုံးငါတင်လိုက်တဲ့ပို့တောင်ဟိုကရက်တွေထနေပြီတဲ့ဆိုပြီးတော့ဗီဒီယိုတန်းရိုက်မှာအားလုံးကိုတောင်းပန်ပါတယ်ဒါကျမအမားပါမင်းသားလေးနဲ့မင်းသားလေးအပေါ်မှာအခုလိုမျိုးနားလည်မှုတွေလွဲနေတာတွေစိတ်တွေခုနေတာတွေအားလုံးကိုကျမပဲတောင်းပန်ပါတယ်ဖြေလျှော့ပေးပါဒီဟာကိုမစင်မကျင်တင်လိုက်မိတာကျမကဝိုင်းတောက်တဲ့ဗီဒီယိုကျမပထမအဆုံးတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမပြန်ပြီးဖြည့်ရှင်းဆိုတဲ့သဘောနဲ့အကိုကပို့တာပါဒါကိုကျမမစင်မကျင်နဲ့ screenshot ကြီးတင်လိုက်မိတဲ့အတွက်အားလုံးကကျမအပြစ်ပါအကိုအထင်မလွဲပါနဲ့အကိုကလည်းညာကြီးနောက်ကျနေတော့ခါကျတော့ तू လည်းတေချာဟိုမဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကျမစီကိုဒီတိုင်းပဲလျှက်တပြက်စာပို့လိုက်တာနေမှာပါကျမကလည်းအဲ့ဒါကိုနမောနမဲ့နိုင်ပြီးကျမဟိုကဖြစ်လိုက်မိပါတယ်တင်လိုက်မိပါတယ်ကျမအနုညွတ်တောင်းပန်ပါတယ်ဒီကိစ္စကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရတယ်ဖန်တန်းနေအားလုံးကိုလည်းကျမအနုညွတ်တောင်းပန်ပါတယ်အခုကိစ္စကိုကြည်ချင်းအဖြစ်အကိုအပေါ်မှာကျမနဲ့အကိုတို့ရဲ့ဆက်ဆံရေးအပေါ်မှာလူတွေဘလို့တုံမြင်နေလဲဆိုတာတွေကိုကျမကောင်းကောင်းကြီးနားလည်သိသွားပါပြီအဲ့အတွက်ကြောင့်မလို့အကိုမထိခိုက်ရအောင်ကျမရဲ့အပြုအမူအနေထိုင်တွေကိုအခုထက်ပိုပြီးအထူးသဖြင့်ဆင်ခြင်မာတော့မယ်ကျမကလည်းကျမကြောင့်အကိုကိုဘာလို့ထိခိုက်မှုမျိုးမှလုံးဝမဖြစ်စေချင်ပါဘူးကောင်းကျိုးတွေပဲဖြစ်စေချင်တာပါအခုကျမရဲ့အပြုအမူကျမရဲ့အနေထိုင်နေကြောင့်မလို့အကိုအပေါ်မှာအရန်ကိုအထိခိုက်နစ်နာမှုရှိသွားတဲ့အတွက်ကျမလည်းအရန်စိတ်မကောင်းဖြစ်ရပါတယ်အကိုကိုလည်းဒီနေရာနေအနုညွတ်တောင်းပန်ပါတယ်အကိုရဲ့ privacy ကိုကျမခွင့်ပြုချက်မတောင်းမနဲ့ဒီ screenshot ကိုတင်လိုက်မိတဲ့အတွက်ကျမကိုခွင့်လွှတ်ပါပြည့်တဲ့များအားလုံးကိုလည်းခွင့်လွှတ်ပါနောက်နောင်ကိုကျမအနေထိုင်ဆင်ခြင်ပါမယ်လို့အဲ့ဒီလိုတောင်းပန်ရင်တောင်းပါပဲအခုခံစားနေရတဲ့ခံစားချက်တွေ90%လောက်သက်သာတော့အောင်ပါနော်ဘယ်နဲ့အခုကတော့ကိုဘာမှမလောက်ထားသလိုခက်တီပဲတော့အမလီကိုဘာအပြစ်မှမလောက်ထားသလိုပဲမင်းသားကိုရောအာမနာဘူးလားမင်းသားကိုရောမျက်နှာမပူလားမင်းသားအခုတော့ဘလောက်တောင် trauma ရနေပြီလဲမသိဘူးနော်အမလီဘသူစီမှာကိုစာမပွေးရတော့ဘူးကြောက်ပါပြီဗျာကြောက်ပါပြီဗျာဆိုပြီးဖြစ်နေလောက်ပြီနော်မင်းသားအပေါ်မှာရောမင်းသားကနင့်ကိုယုံကြည်ပြီးတော့စာပို့တာမင်းသားကတော့နင်းအဲ့ screenshot တင်လိုက်မယ်လို့လုံးဝကိုထင်မှာမဟုတ်ဘူးမင်းသားရဲ့ယုံကြည်မှုကနင်းကအလွဲသုံးစားလုပ်တာ
အားမနာဘူးလားငါအဲ့ဒါပဲမင်းမယ်နော်အရန်စိတ်